တော်စီဝါလဲမှာကုံဝင်သွားပတ်စုံခွင့်ပြောစေရမည်နိုင်ငံတကာစင်မီကလူငယ်များနာကစီဒီတော်သူချက်ခိုင်ရင်ခွင့်ပြောရပါ